လုံးပဲအခုတလောပတ်ဝန်းကျင်မှာကြားနေရတာတွေကတော်တော်လေးစိတ်ညစ်စရာကောင်းတယ်နော်ဘာလို့စားမှမသိတော့ဘူးကုံစင်းနှုံးတွေကတရေရိတ်တက်ဝင်ခွဲရအရန်တိုင်းရက်နေတယ်လောကကြီးကကိုယ့်ကိုပိတ်လောင်ထားလို့ခံစားရပြီအသက်ရှူရအောင်ကြက်လာတယ်ဆိုတော့ကောင်းကောင်းကြီးနားရပါတယ်ဒါပေမဲ့ကျွန်တော်တို့လက်မြောက်အရှုံးပေးလိုက်ဖို့မဟုတ်ပါဘူးဒီအခက်ခဲတွေကိုဘလို့ပြန်ချမလဲဘလို့ရှင်းတန်မလဲဆိုတာကိုဒီနေ့အသေးချာဆွေးနွေးထားကြမယ်ဒီနေရာမှာခါးသီးတဲ့အမှန်တရားတစ်ခုကိုအရင်ဆုံးလက်ခံရပါမယ်အခုဖြစ်နေတဲ့အချက်အသေးကြီး macro economy ဆိုတဲ့ပြန်ပန်းမှုတိုင်းကြီးကိုကျွန်တော်တို့တူတယောက်ထဲကတွားပြီးပြောင်းလဲပစ်လို့မရပါဘူးဒါပေမဲ့ကိုယ်တိုင်ထိန်းချုပ်လို့ရတဲ့အရာတစ်ခုတော့ရှိတယ်အဲ့ဒါကကိုယ့်ရဲ့ micro economy လို့ခေါ်တဲ့ကိုယ်ပိုင်စီးပွားရေးပါပဲကိုယ့်ရဲ့ကျွမ်းကျင်မှုကိုယ့်ရဲ့အလေးအကျင့်နဲ့ငွေကြေးစီမံခန့်ခွဲမှုတွေကိုပြောတာပါမုန်တိုင်းလာနေချိန်မှာကောင်းကင်ကြီးပြန်ကြည့်လင်ပါစေလို့ထိုင်ဆူတောင်းနေမယ့်အစားလိုင်းစီတင်ဖို့နဲ့ကိုယ်ပိုင်စီးပွားရေးကိုကြံကြံခံနိုင်အောင်တိစောက်ဖို့ကအခုချိန်မှာအရေးကြီးဆုံးပါပဲကဲဒါဆိုရင်ဒီကြောင်းကိုစနစ်တကျလေးခွေချမ်းစိတ်ပြကြည့်ရအောင်ကျွန်တော်ရဲ့ရှင်တန်ရဲ့လမ်းပြမြေပုံမှာအဓိကမှန်တန်ကြီး၃ခုရှိပါတယ်အဲ့ဒါတွေပါတော့ကျွမ်းကျင်မှုတိုင်းကရွှေရှိမှုကိုခံယူတဲ့စိတ်တဲ့နဲ့နောက်ဆုံးငွေကြေးကောက်ွယ်မှုတို့ပဲဖြစ်ပါတယ်ပထမဆုံးမှန်တိုင်ဖြစ်တဲ့ကျွမ်းကျင်မှုတိုင်းကားကနေစလိုက်ကြအောင်မှတ်ထားရမယ့်အချက်ကပွဲတစ်ခုရထားရုံနဲ့အလုပ်ရမယ်ဆိုတဲ့ခက်ကကုန်တော့ပါပြီအခုလိုအချိန်ဒီမှာဝင်ငွေမြင့်ကျွမ်းကျင်မှုတွေကဒါကျွန်တော်တို့အတွက်ခက်နီအသက်ကဲအင်ဂျီဖြစ်လာပါပြီဒီလိုအစားထိုးလို့မရတဲ့ကျွမ်းကျင်မှုတွေထဲမှာဘာတွေပါမလဲပထမဆုံးနဲ့အရေးကြီးဆုံးကအင်္ဂလိပ်စာပါပဲအင်္ဂလိပ်စာဆိုတာရွေးချယ်စရာတစ်ခုမဟုတ်တော့ဘူးနိုင်ငံတကာက client အနေနဲ့ချိန်ဆက်ဖို့မရှိမဖြစ်လိုအပ်တဲ့ master key ကြီးဖြစ်နေပြီဒါပြင် digital marketing data analysis နဲ့ content creation လို့နည်းပညာပိုင်းဆိုင်ရာကျွမ်းကျင်မှုတွေကလည်းအိမ်ကနေပဲကဘာတလွား remote အလုပ်လုပ်နိုင်ဖို့အတွက်အရန်ကိုအစွမ်းထက်တဲ့လက်နက်တွေဖြစ်ပါတယ်ဒီတော့အရေးကြီးဆုံးအချက်ကဘာလဲဆိုရင်အခုခေတ်မှာ AI ကလူတွေကိုအစားထိုးသွားမယ်ဆိုပြီးကြောက်နေကြတယ်တကယ်တော့ AI ကလူတွေကိုအစားထိုးမှာမဟုတ်ပါဘူး AI ကိုကျွမ်းကျွမ်းကျင်ကျင်တုံးတက်တဲ့လူကတာတုံးမတက်တဲ့လူကိုနေရာယူသွားမှာပါChatGPT တို့ Gemini တို့ Claude တို့ကိုနေ့စဉ်အလုပ်တွေမှာပုံမြန်ပိုကောင်းအောင်ဘလို့တုံးလဲဆိုတာတီးထားဖို့ကရွေးချယ်စရာမဟုတ်တော့ပါဘူးအခုဆိုရင်အပြင်မှာအလုပ်ကိုင်းတွေရှားပါပြီးအိမ်ထဲမှာပဲပြိမိနေတယ်လို့ခန်းစားရနိုင်ပါတယ်ဒါပေမဲ့အင်တာနက်ရှိနေတယ်ကျွန်တော်တို့က digital ကဘာကြီးနဲ့ချိတ်ဆက်ထားပြီးသားပါအိမ်ထဲမှာကိုယ်ခန္ဓာရှိနေပြီမဲ့စိတ်ပိုင်းဆိုင်ရာ professional ပိုင်းဆိုင်ရာအထီးကျမနေပါနဲ့ data တွေမှာအလုပ်ရှားပြီးမဲ့ internet ကတဆင့်ကဘာလုံးဆိုင်ရာ freelance အခွင့်အလမ်းတွေခိုင်မာတဲ့နိုင်ငံခြားဝင်တို့ဝင်ငွေရှာနိုင်တဲ့လမ်းကြောင်းတွေအများကြီးရှိနေတယ်ဆိုတာကိုမြင်အောင်ကြည့်ဖို့လိုပါတယ်ဒါဆိုရင်ဒုတိယမန်တိုင်ဖြစ်တဲ့ရိုးရှင်းမှုကိုခံယူခြင်းစိတ်တပတ်ကိုကူးသွားကြမယ်အပြင်ကအချက်တဲတင်ကိုရင်ဆိုင်ဖို့ဆိုတာကိုယ့်ရဲ့အတွင်းစိတ်ပိုင်းဆိုင်ရာခိုင်မာမှုနဲ့စိတ်ကရှိမှုအပေါ်မှာအများကြီးမူတည်ပါတယ်ဒီခေတ်မှာအကြောက်ရဆုံးက social media ပေါ်ကအတူအယောင်နေပါပဲ Instagram တို့ Facebook တို့မှာတွေ့နေရတဲ့ Omaka စေးစားတာတို့ brand တွေဝစ်ပြီးအမွှမ်းတင်ပြနေတဲ့ face of light ကြီးကိုအားကြမနေပါနဲ့တကယ်အစစ်မှန်တည်ငြိမ်မှုဆိုတာလက်လက်လောပျော်ရွှင်မှုတွေကိုခဏလောက်ပေးဖက်ထားပြီးတိဆောက်ရတာပါသူမဲရဲ့အပြင်ထော်ပစ်ဆံဖြုံနေချိန်မှာကိုကအနာဂတ်အကျွတ်အိမ်မက်နေပြီးအတန်တယုံကန်ကြိုးစားနေဖို့ကအခုချိန်မှာအသက်တမျှအရေးကြီးပါတယ်ဒီလိုရုန်းကန်တဲ့နေရာမှာလည်းချစ်ချင်းကြီးမားတဲ့အပြောင်းလဲတွေလုံဆရာမလိုပါဘူးတဲ့ရခိုင်နှုန်းစီးမြန်းကိုကျင့်သုံးကြည့်ပါနေတိုင်းကိုမနေကြတဲ့တဲ့ရခိုင်နှုန်းလည်းပဲပို့တိုးသက်အောင်မှန်မှန်ကြိုးစားသွားမယ်ကျွမ်းကျင်မှုအသစ်တစ်ခုကိုနေ့စဉ်အနည်းငယ်စီလေ့လာသွားမယ်ဆိုရင်အချင်းကြာလာတာနဲ့အမျှဒါဟာအကြက်တဲတဲ့ကနေလွတ်မြောက်ဖို့အခိုင်အမာဆုံးလမ်းကြောင်းဖြစ်လာပါလိမ့်မယ်အခုတကယ်ကိုစိတ်ဝင်စားစရာကောင်းတာကစိတ်သက်ခိုင်မာဖို့အတွက်ခန္ဓာကိုယ်ကျန်းမာဖို့လည်းလိုအပ်တယ်ဆိုတာပါပဲစိတ်ဖိစီးမှုတွေပေးလက်တည်င်းတွေအမြဲကြည့်နေမြဲအစားကိုယ့်ရဲ့ဥနာကိုအကျိုးပြုမဲ့စာအုပ်တွေဖတ်ပါဂျင်သွားဖို့ငွေမတက်နိုင်ရင်တော့အိမ်မှာပဲ body weight လေ့ကျင့်ခန်းနေလို့ရပါတယ်ခန္ဓာကိုယ်တောင့်တင်မှသာစိတ်သက်ခိုင်မာပြီးဒီခီးရှည်ကြီးကိုအဆုံးထိဆက်ရှောင်နိုင်မှာပါအခုဆိုရင်နောက်ဆုံးတတိယမန်တိုင်ဖြစ်တဲ့ငွေကြေးကာကွယ်မှုအပိုင်းကိုရောက်လာပါပြီအခုလိုအချိန်မျိုးမှာပိတ်ဆန်ရှာဖို့ခက်ခဲသလိုရလာတဲ့ငွေကိုလက်ထဲမှာမြဲအောင်ထိမ့်သိမ်းမှုကလည်းတကယ်ကိုစိန်ခေါ်မှုတစ်ခုဖြစ်နေပါပြီဒါကြောင့်အလွန်တရာစီကံကြီးမားတဲ့ငွေကြေးကာကွယ်ရေးဖြူဟာရှိဖို့လိုပါတယ်ဒီကနန်း3နဲ့6ဆိုတာကိုသေချာမှတ်ထားပါဒါကကိုယ့်ရဲ့လစဉ်ကုန်ကျစရိတ်3လစာနဲ့6လစာအထိရှိရမယ့်အရေးပေါ်ရန်ပုံငွေကိုပြောတာပါဒါဇင်ခံဖို့တော့မဟုတ်ပိုလျန်နေလို့လုံရမယ့်ရမဟုတ်ပါဘူးမထင်မှတ်ထားရဲ့အခက်အခဲတွေကြုံလာချိန်မှာစိတ်မလွတ်သွားအောင်ကာကွယ်ပေးမယ်စိတ်အချမ်းမှုပဲစွမ်းနိုင်မဲ့မရှိမဖြစ်ရှင်တန်ရေးကိရိယာတစ်ခုပါဒါဆိုကို့မှာရှိတဲ့ငွေတွေတန်ဖိုးမကျတော့အောင်ဘယ်လိုကာကွယ်မလဲဒါကတော့ငွေကြေးဖောင်းဖို့မှုကိုကာကွယ်ဖို့ပိုင်ဆိုင်မှုတွေကိုဘယ်လိုခွဲဝေရမလဲဆိုတာကိုအကောင်းဆုံးပြသနေပါတယ်တန်ဖိုးကျဆင်းနေတဲ့ငွေကြေးကိုချီးစုဆောင်းမဲ့အစားရွှေနိုင်ငံခြားငွေ
ဒါမှမဟုတ် crypto ငွေကြေးနဲ့ stable coin တွေလို့တန်ဖိုးခိုင်မာတဲ့အရာတွေစီစနစ်တခြားခွဲဝေရင်းနှီးမြှုပ်နှံတာဟာအခုချိန်မှာမဖြစ်မနေလို့ရမယ်ခန်းစစ်ဖြူဟာတစ်ခုဖြစ်ပါတယ် ဒါပေမဲ့ဘယ်လိုပဲရင်းနှီးမြှုပ်နှံမှုတွေလုပ်လို့လုံးဝမမေ့တင်တဲ့အချက်တစ်ခုရှိတယ်အပြင်ကငွေကြေးတွေတန်ဖိုးကျသွားနိုင်တယ်ပစ္စည်းဥစ္စာတွေဆိုတာလည်းအချိန်မရွေးပျောက်ပြတ်သွားနိုင်တယ်ဒါပေမဲ့ကိုယ့်ရဲ့ဦးနှောက်ထဲမှာထည့်ထားတဲ့ပညာနဲ့ကျွမ်းကျင်မှုတွေကိုတော့ဘယ်သူမှခိုးယူသွားလို့မရပါဘူးဒါကြောင့်ကိုယ့်ပြန်ပြီးရင်းနှီးမြှုပ်နှံတာဟာအလုံးချုံဆုံးနဲ့အသေးချဆုံးရင်းနှီးမြှုပ်နှံမှုပါပဲ ပညာသင်မှုဆိုတာပဲစနအများကြီးကုန်မှာပဲလို့မတွေးလိုက်ပါနဲ့လေ့လာခြင်းစိတ်သားတကယ်ရှိမယ်ဆိုရင်အတားအဆီးဆိုတာမရှိပါဘူးအခါဖေးတင်တဲ့နေမတတ်နိုင်နေဘူးဆိုရင်တော့ Coursera တို့ YouTube တို့လို platform တွေမှာအသေးစိတ်လေ့လာနိုင်တဲ့အခမဲ့သင်ခန်းစာတွေလက်ညှို့ဗီဒီယိုတွေအများကြီးရှိပါတယ်အင်တာနက်ကိုအကျိုးရှိအသုံးချဖို့ပဲလိုတာပါ ဆိုတော့အခုအချိန်မှာကိုမေးရမယ့်အရေးကြီးဆုံးမေးခွန်းကငါဘာဆက်လုပ်ရမလဲဆိုတာပါပဲအချင်းတွေကိုအပြစ်တင်ပြီးတွားနေတာတွေကိုရက်လိုက်ကြစို့ဒီနေ့အခုအချိန်မှာဘာတွေကိုလက်တွေ့စတင်လှုပ်ဆောင်နိုင်မလဲဆိုတာကိုပဲအာရုံစိုက်ပါမှတ်ထားပါဘလောက်ပဲဆိုးရွားတဲ့မုန်တိုင်းဖြစ်ပါစေဒီနေ့မှာတော့ကျင်းသေးပေါက်ငင်းတက်သွားမှာပါအဲ့ဒီအချိန်ကျရင်ကိုကဘလို့အနေချားနဲ့ကြံခဲ့မလဲဆိုတာကအခုအချိန်မှာကိုဘာလုပ်တယ်လဲဆိုတာအပေါ်မှာပဲမူတည်ပါတယ် ဒီနေရာမှာခါတီးတဲ့မှန်တရားတစ်ခုကိုထပ်ပြောပါစေကျွန်တော်တို့အခုအချိန်မှာအသေးလည်းမစူးစမ်းဘူးအရှုံးပေးလိုက်မယ်ဆိုရင်ဒီခက်ခဲဝင်ထုတ်ဝင်ပိုးဒီချက်တီးမိုတွေဟာနောင်လာမယ့်မျိုးဆက်တွေစီကိုအလိုလိုလက်ဆင့်ကမ်းတော်မှာဖြစ်ပါတယ်ကိုယ်တိုင်အပင်ပန်းခံရုန်းကန်တီးဆောင်မှသာဒီစင်ရဲဒုက္ခတန်တရားကြီးတွေကနေအားလုံးလွတ်မြောက်နိုင်မှာပါနောက်ဆုံးအနေနဲ့အားလုံးကိုပြောချင်တာကတော့စရိတ်လက္ခဏာဆိုတာအေဂျင့်ရဲ့အချိန်မှမဟုတ်ဘဲမုံတိုင်းထဲမှာဒါပုံပေါ်လာတာဖြစ်တယ်ဆိုတာပါပဲပြင်းတဲ့နဲ့မီးဘူးကိုခက်နေမှတက်မနစ်ဆိုတာဖြစ်လာတာပါတက်တောင်းတက်တာရှိနေတဲ့အချိန်တွေကလူကိုတိုးတက်ဖို့မတွန်းအားပေးပါဘူးခက်ခဲတဲ့အခြေအနေတွေကသာအင်မတန်တက်မာတဲ့လူစွမ်းကောင်းတွေကိုမွေးထုတ်ပေးတတ်ပါတယ်ဒါကြောင့်မုံတိုင်းပြီးမှအရင်ကတော့ပိုတက်မာတဲ့သူအဖြစ်ရည်တည်နိုင်ဖို့ကိုယ့်ရဲ့ micro economy ကိုကဲတင်ဖို့ဒီနေ့အခုအချိန်မှာဘယ်ကျွမ်းကျင်မှုတစ်ခုကိုစတင်လေ့လာသွားမလဲဆိုတာစဉ်းစားပြီးလက်တွေ့အကောင့်တင်ဖော်လိုက်ကြအောင်